ကိုကြီးတဲ့ပုံမှန်ဆိုမနှက်စာဘာစားလဲပုံပဲရင်လေးတော့မရှိပါဘူးတဲ့ဘာလို့တဲ့တရက်လောက်တဲ့အမေလှုပ်ထားတဲ့ဟာလေးကြွေးကျင်လှုပ်ပါညီမမရတဲ့ဘာမို့လှုပ်ထားလို့လဲတဲ့ညီမတဲ့အဲ့လေအော်ရအမေတော်ကြီးတော့ကောင်မလေးတွေရတယ်တော်ကြီးတော့ရှော့တယ်လို့မရဘူးကွာဗာလေမနေ့ပုံမှန်ဘာသားလေးရှိလဲပုံမှန်တော့ရှိပါဘူးဆိုတော့တရက်လောက်တဲ့အမေလှုပ်တဲ့ပုံလေးကြွေးကျင်လို့တယ်ညီမမရဘာမို့လို့လဲတဲ့ညီမကောင်းဒီရောရောက်ကြီး ရွှေနဲ့ငွေကိုဘာလို့အတူတူမရောတင်တာလဲဆိုတဲ့အကြောင်းရင်းကတော့ဒါပါပဲကြည့်ပါပထမဆုံးအနေနဲ့ဒီလူကနှစ်ဖက်စလုံးကနေလောင်းထဲလိုက်တဲ့အခါအလဲမှာဆုံပြီးတန်တက်ရှိ ရွှေနဲ့ငွေနဲ့ပေါင်းလိုက်လို့မရတာဘာကြောင့်လဲဒါဘူးတန်ရရနော်ဒါမျိုးကကြည့်တယ်လူမျိုး AIB တွေကြတော့ကြည့်တယ်ကိုရီးယားရွှေနဲ့ငွေတွေကိုဘာကြောင့်ပေါင်းလို့မရဘူးဆိုတာတော့သိရကွာဘာကြောင့်ပေါင်းလို့မရလဲဆိုတော့မသိဘူးဒါမျိုးကြောင့်ကြည့်တယ်နော် ပြင်ပြန်ကွဲသွားမယ်လို့သူကမျှော်လင့်ထားခဲ့တာပါဒါပေမဲ့ထင်မှတ်မထားတာတခုဖြစ်ပျက်ခဲ့ မင်းစူတောင်းတဲ့ပြေဖို့ကျဲလို့ရှိရဲ့ရေမရှိတဲ့နေဂျပန်လေးတွေရေလို့ရှိရဲ့မင်းမုံတော့မချင်လာမိတာကိုဘာဆိုင်လို့လဲကွာရွှေနဲ့ငွေဘာကြောင့်ပေါင်းလို့မရလဲဆိုတာကိုသိချင်တာလေဘာတွေပြီးတော့တောင်းကတချင်းနေထက်တာလဲလူဘာဆိုင်လို့လဲလူဘာဆိုင်လဲကွာဘာဆိုင်လဲကွာဘာမှလည်းမဆိုင်ဘာမှလည်းမဆိုင်အဲ့ဒီတဲ့ကောင်ဘီယုံမတာဘီယုံမတာ